ဒီတစ်ခါတော့ကျွန်တော်တို့ခေါ်ပငန်ကျွန်းကနေပြီးတော့ခေါ်စမွေကျွန်းသွားမယ်ခရီးစဉ်လေးကိုမျှဝေပြီးတော့မှာဖြစ်ပါတယ်ဒီ vlog လေးမှာကျွန်တော်တို့ဘယ်လိုသွားလာခဲ့တယ်ဘာတွေလုပ်ခဲ့တယ်ဆိုတာကိုသိစိတ်ပြောသွားပြီးမှဖြစ်လို့အားလုံးဆက်လက်ကြည့်ရှုပေးပါအောင်နော်ဒီကျွန်တော်တို့ရောခေါ်ပငန်နေပြီးတော့ခေါ်စမွေကိုတညရီသွားမှာဖြစ်ပါတယ်ကျွန်တော်တို့လီစိတ်ရောက်တာနည်းနည်းစောသွားတော့လီကိုနိုင်ခွဲလာတော့စောင်းလိုက်ရတယ်ဗျဒီမှာလီရောက်တာနဲ့ကျွန်တော်တို့ချက်ချင်းလီပေါ်တက်တယ်ကျွန်တော်တို့လီစီးချိန်နိုင်ခွက်မှာကျွန်တော်တို့ပင်လေကြီးအလောက်ခန်းစားပြီးတော့လီကောင်းလီတန်နေရှူလိုက်ရတာရန်တန်နေဗျကျွန်တော်တို့ကျွန်းမော်စားရောက်တာနဲ့ပထမဆုံးလုပ်ခဲ့တာစိုင်ကင်ကားဘာလို့လဲဆိုတော့ကျွန်တော်ကျွန်းကိုရှောက်ပတ်ဖို့ကစိုင်ကင်ကအကောင်းဆုံးပဲဒီလိုစိတ်ဝင်စားစရာနေရာတွေလိုက်ကြည့်ရမယ်ဆိုတော့စိုင်ကင်လေးနဲ့တော့ဆိုင်ကယ်ပဲကျွန်တော်ဆိုင်ကယ်ရနဲ့ဟိုတယ် check in တောင်းဝင်တယ်ဟိုတယ်မှာခဏနားပြီးရတယ်ကျွန်တော်တို့ချက်ချင်းပြန်စထွက်တယ်ရှောက်တုံးမယ်ရှောက်လိမ့်ကျွန်တော်တို့စီဖြည့်ပြီးသွားတယ်ရောက်တဲ့ကမ်းခြေကြီးကတော့6ဝန်ကမ်းခြေပါဒီကောင်လေးကတော့ဝါးကျွန်တော်တို့6ဝန်ကမ်းခြေမှာလိုင်းတန်လေးခံစားလာတရားလေးခံစားပြီးမိနစ်30လောက်လမ်းလျှောက်ခဲ့တယ်ဒါတော့ယူပါဒါနာပါဆောင်းမိုက်ကျေးရွယ်ကန်းကြီးရတကယ်လားကျွန်တော်ဒီဝီဆိုင်မှာကြိုက်ဆုံးစားသားလေးတစ်ခုပြသဘောပေါက်တယ်နော်ကျွန်တော်တို့ဝီဆိုင်ကပြန်မုတ်ဒီဝယ်ပြီးတော့လေစိတ်မှာနောက်ဆုံးကော့စမိုရဲ့ sunset လောက်တော့ခံစားပြီးတော့ဒီ vlog လေးဒီမှာပဲဆက်သိမ်းလိုက်ပါမယ်အားလုံးစုံကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ကြာနောက်ထပ် vlog လေးထပ်ပြီးတော့စုံနေပါလေအားလုံး peace